ကျွန်တော်ရဲ့ကွန်ပျူတာမှာပြဿနာတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ဖုန်းကို webcam ဖြစ်ကွန်ပျူတာနဲ့ချိတ်ပြီးသုံးတဲ့အခါကျလို့ရှိရင်ဖုန်းထားဖို့အတွက်ကွန်ပျူတာမှာနေရာမရှိတာပဲ။အဲ့ဒါကိုတယောက်အင်တာနက်မှာဝယ်ဖို့အတွက် Google မှာသွားရှာပါတယ်။စေးကြည့်လိုက်တယ်အနည်းဆုံးမြန်မာငွေ8000ပဲဘယ်လိုဝင်ကောင်းမလဲဘယ်လိုဝင်ကောင်းလဲအိုးတူရီပင်ဟုတ်ပြီအဲ့နဲ့ကျွန်တော်လေကိုယ်ဖန်တီးဖို့အတွက်စဉ်းစားလိုက်တယ်လူကြီးမှန်ပါခင်ဗျာဒါကတော့ 3D printer ပဲဖြစ်ပါတယ်ကွန်ပျူတာမှာဒီဇိုင်းဆွဲပြီးတော့ 3D object တွေကိုဒီ 3D printer နဲ့ထုတ်လို့ရပါတယ်ဒါပေမဲ့ 3D printer နဲ့မတူတာတော့ဒါစာရွက်မထုတ်ပေးဘဲနဲ့ 3D object ဆွဲကိုထုတ်ပေးရဖြစ်ပါတယ် Does it look good? Yeah, good looks good ပထမဆုံးလောက်ရမှာတော့ကိုစိတ်ကူးထားတဲ့အရာတွေကိုစာရွက်ပေါ်မှာချပြီးတော့ဆွဲရမှာဖြစ်ပါတယ်အဲ့ဒါမှကွန်ပျူတာနဲ့ဒီဇိုင်းဆွဲတဲ့အခါကျလို့ရှိရင်ပို့ပြီးတော့လွယ်ကူစေပါတယ်သိတယ်အဲ့ဒါသိတယ်ဒါပေမဲ့လေ plastic ကဘယ်လိုလုပ်ကျလာလဲဘယ်လိုဖြစ်ပြီး plastic အခွေကြီးကနေပြီးတော့ကိုလိုချင်တဲ့ပုံစံကိုရတာလဲပြောလေပြောစမ်းပါသိချင်တော့ပြောပါဒါလေးမြောက်ကွာမင်းရလေပထမဆုံးအဲ့အပေါ်ဆုံးမှာတွေ့လာအဝိုင်းလေးရှိအဲ့အခွေဘယ်လိုခေါ်လဲဆိုတော့ filament လို့ခေါ်တယ်မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့အဲ့ဒါကကော့ခွေတွေပေါ့အဲ့ဒါအင်္ဂလိပ်လိုဆိုရင် filament ဟုတ်ပြီငါမင်းကိုပြမယ်ကြည့်နေခဏလေးယူလိုက်မယ် this time ဒီရဒါ filament ဒါရဲ့ကော့ခွေဒါလေးရဲ့ကော့ချောင်းလေးဒါ filament type ထဲမှာမဒါကို ABS filament လို့ခေါ်တယ်အရှိကဘာလဲဆိုခံမှန်းလို့ရမှာလားထင်ထားလို့လည်းမဟုတ်ဘူး ABS ဆို absolutely ဘူးဟုတ်ပါအားလုံးသိ ABS ကပိုကောင်းတယ်ကွာဒါပဲ Okay ဒါပေမဲ့အသုံးများဆုံးက PLA PLA ကပေါ့ပါတယ်ထုတ်ရလဲလွယ်ကူတယ် Okay filament ရပြီနော်ကာလာမျိုးစုံရှိတယ် Okay အဲ့ filament တွေကတဖြည်းဖြည်းနဲ့အောက်ကိုကျလာပြီးအပူပေးတဲ့ကရိယာတွေကိုရောက်သွားတယ်။အင်္ဂလိပ်လိုဆိုရင်အဲ့အပူပေးတဲ့ကရိယာကို heat block လို့ခေါ်တယ်။အဲ့ heat block ကခုန filament ချောင်းလေးကိုအပူပေးပြီးတော့ကိုကြိုက်တဲ့ပုံစံဖြစ်အောင်ခဲရန်တစ်ချောင်းလိုမျိုးပုံစံပြအောင်ပေးရ။ Okay နော်။ရတယ်နော်အဲ့လောက်တော့ရပြီမလား။ Okay ပါ
ရရင်ပြီးရမယ်ဒီတော့ရှင်းပြမယ်ပုံတွေးလို့ရှိရင်ပုံပြီးနားလေသွားလိမ့်မယ်โอเคနော်ပထမဦးဆုံး Fusion 360ကိုဖွင့်ပါမယ်အဲ့တော့ဖွင့်ဖို့အတွက်ကျွန်တော် computer မှာ command ကလေးခေါ်လိုက်တယ် Fusion 360 ဆိုတာက engineering design တွေကိုဆွဲဖို့အတွက်ထုတ်လုပ်ထားတဲ့ Autodesk ကနေထုတ်လုပ်ထားတဲ့ software တစ်ခုဖြစ်တယ်သူက computer နဲ့ design တွေထုတ်တဲ့အခါမှာလွယ်ကူစေတယ် 3D design ပဲမဟုတ်ဘဲနဲ့ CNC machine တွေနဲ့သုံးဖို့အခါမှာလည်းသုံးဝင်ပါတယ်ဒုတိယအဆင့်ကတော့ကျွန်တော် sketch ဆွဲရမှာဖြစ်ပါတယ်စာရွက်ထဲမှာဆွဲလို့မျိုးကွန်ပျူတာပေါ်မှာ sketch ကိုဆွဲရမယ်ဒီခေါက်ဆွဲတဲ့အခါမှာအလျားအနံအမြင့်တွေတိုင်းရပါမယ် sketch ဆွဲလို့ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ဆင့်ကတော့ကျွန်တော်တို့တွေမလုပ်ရမှာလဲဆိုတော့ဒီခုနဆွဲထားတဲ့ပုံချမ်းကိုကျွန်တော်တို့တကယ်ရုပ်ပေါ်လာအောင်လို့ extrude လုပ်ရပါမယ် extrude လုပ်တယ်ဆိုတာခုနကကျွန်တော်ဆွဲထားတဲ့ဒီ sketch လေးကိုပေါ့နော်ဒီအလျားအနံအမြင့်အတူတွေပေါ်လာအောင်လို့လုပ်တာဖြစ်ပါတယ်ဒီစင်းနေဆိုရင်မှတော့ပြီးသွားပြီဒါပေမဲ့ကျွန်တော်ကဘေးနာအထောင်းတွေကိုမချွန်စေချင်ဘူးအမှမရှမှာလေကင်လို့ရှိရင်အဲကြောင့်ကျွန်တော် rounded လောက်လိုက်ပါတယ်ဒီ rounded လောက်ပြီးသွားပြီဆိုရင်နောက်ဆုံးအဆင့်ကတော့အရေးကြီးဆုံးချက်ပေါ့ဒါကတော့ export လုပ်ဖို့ဖြစ်ပါတယ်ကျွန်တော် save လုပ်သလိုပဲ 3D printer ကမသိပါဘူးအဲ 3D printer သိအောင်လို့သူနားလည်တဲ့ file extension နဲ့ကျွန်တော်တို့ export လုပ်ပြရပါမယ် 3D printer မှာဆိုရင် extension တော်တော်များများ STL ရတယ် OBJ ရတယ်ဆိုတော့အဲ့ software ကနေ export လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ 3D design ဆိုတဲ့ project ပြီးသွားပါပြီဒါကတော့အရင် simple လွယ်ကူတဲ့ design တစ်ခုဖြစ်ပါတယ်slicing လုပ်တဲ့ software လေးကိုတွားပြီးသွားပြီဆိုရင်ခုနက design ဆွဲတဲ့ 3D printer ကိုဒီ software ထဲမှာထည့်လိုက်တယ်ထည့်ပြီး slice လုပ်လိုက်တယ် okay slice ကဘာလုပ်တာလဲဆိုတော့ 3D printer ကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတာပြောပေးတယ် software ကနေဆိုဒီမှာဆိုရင်စင်ကြီးစီတကြောင်ချင်းစီခဲရလို့မျိုးသွားတယ်ဒီနေ့ပေါ်တက်လာတယ်တက်လာပြီးတော့နောက်ဆုံးမှကျွန်တော်လိုချင်တဲ့ shape လေးကိုရပါပြီနောက်ဆုံးတစ်ဆင့်ကတော့နောက်ဆုံးတစ်ဆင့်ကဘာပဲကျွန်တော်လိုချင်တယ် print လုပ်ဖို့ပဲဖြစ်ပါတယ် Jarvis 3D printer onဒီကြမှာနှာထုခိုင်းနှစ်ခုကိုစမ်းပါပါတော့ let's go okay ဒီမှာကင်မရာဘာမှတင်လိုက်မယ် okay guys hello ဒီမှာကင်မရာ hello ဒီမှာတွေ့လားအောက်ပြီးတော့လည်းပြီးဆုံးသွားပါပြီလုံးဝအောက်ပြီးဆိုလည်းပြီးဆုံးသွားပါပြီ bye bye နောက်ပြီးမှတွေ့မယ် see you